တွေပြောကြတယ်ပေါ့နော်ဟိုမသိဘူးပေါ့သူတို့မြင်ဘူးတဲ့ပိုင်းလောက်အကွက်သေးသေးလောက်လေးရှိပြီးတော့ဒီဦးစင်းကတော့ဝူရသူလက်သက်ပဲဒီဦးစင်းကတော့မဘာသာဖုန်ကြီးပဲဆိုပြီးတော့ပြောနေကြတယ်နော်အဲ့တော့လူတယောက်ခံယူချက်နဲ့ဘာလဲဆိုတော့သူ့ရဲ့သဘောထားတိတိဝါနားမလဲပဲဒီဖုန်ကြီးကတော့ဒီလူကတော့ဒါပဲလို့လွယ်လွယ်လေးဆုံးဖြတ်ချက်ချလို့တော့မတင်ဘူးနဲ့တူတယ်နော်အဲ့တော့ဦးဇင်းတို့ဘာဖြစ်လို့မဘာသာကိုလက်ခံရလဲမဘာသာသဘောကျလဲဆိုတော့မဘာသာဆိုတာကဘာသာရေးလုံနေတဲ့လူတွေရှိတယ်လို့နော်ပေါ့နော်တချို့တွေကြတော့လည်းဝင်ကြီးနဲ့မညီပဲနဲ့သူများပါလဲတချို့တွေတွေ့ရပါတယ်နော်တချို့ဘုန်းကြီးတွေဒုဆွဲတာဆွဲပြီးတော့လုံနေတဲ့ဟာတွေရှိတယ်ပေါ့နော်ဘုန်းကြီးနဲ့မတူတဲ့ဟာတွေရှိတယ်အဲ့တော့ဘယ်လိုကောမလဲပါတီတွေတခုမှာတော့မကောင်းတဲ့ပုံကိုရှိတယ်လို့ဆိုးတဲ့ပုံကိုလည်းရှိတယ်နော်လက်စားတဲ့ပုံကိုလည်းရှိတယ်လို့ဒါမစားဘဲနဲ့ဒါခံယူချက်သက်နဲ့နိုင်ငံရေးလုပ်တဲ့ပုံကိုလည်းရှိတယ်နော်အဲ့တော့လူတယောက်ကိုကြည့်ပြီးတော့ပေါ့ဒီတစ်ဖွဲ့လုံးကမကောင်းဘူးလို့တော့ပြောမမိစေနဲ့နော်အဖွဲ့တိုင်းမှာသူကောင်းတဲ့လူရှိတယ်ဆိုးတဲ့လူရှိတယ်နော်အဲ့ဒီမကောင်းတဲ့လူတယောက်ကိုကြည့်ပြီးတော့ဒီအဖွဲ့ကြီးကတော့မကောင်းဘူးလို့ဆုံးဖြတ်ချရင်တော့ဒါနည်းနည်းတုံးလုံးရကြတယ်ပေါ့နော်အဲ့တော့ဦးဇင်းတို့ဘာဖြစ်လို့ဒါထားလိုက်ပါတော့မနော်ဦးဇင်းတို့ခုပြောမယ့်ကြောင်းရကနည်းနည်းဆရာကြီးလောက်တော့မဟုတ်ဘူးပေါ့နော်ဦးဇင်းတို့တီးတယ်လို့မြင်တယ်လို့ဦးဇင်းပြောချင်တာပါအဲ့ဒါဘာလဲဆိုလို့ရှိရင်ဦးဇင်းတို့ဗမာလူမျိုးတွေကနည်းနည်းဟောဖြစ်တယ်ပေါ့နော်ဦးဇင်းတို့ဗမာလူမျိုးမဟုတ်ပါဘူးနော်ဗမာလူမျိုးတော့မဟုတ်ဘူးဗမာလူမျိုးပြောရင်နည်းနည်းမြန်မာနိုင်ငံသားပြောရင်တော့ပုံမှန်တယ်ပေါ့နော်ဘာဖြစ်လို့ဆိုတော့တရုတ်ရယ်ကရင်ရယ်ဗမာရယ်သုံးမျိုးဆက်ထားတဲ့နိုင်ငံသားဖြစ်နေတော့ဗမာလူမျိုးလို့ပြန်ဗမာစစ်တော့မဟုတ်ဘူးနော်အဲ့တော့တချို့မဘာသာတွေမှာမကြိုက်တဲ့ဟာတွေရှိတယ်ပေါ့နော်မဘာသာဆိုမှလည်းဦးစင်းကြိုက်တဲ့ကိစ္စတွေရှိတယ်ပါလဲဆိုတော့တောင်းလိုက်ကမလုံနိုင်တဲ့နော်သာသနာ့ကိစ္စတချို့ကိုမဘာသာဆရာတော်တွေကလုံနိုင်တယ်အဲ့ဒါတွေတွေ့ပြီးတော့ကြိုက်တယ်ဆိုလိုချင်တာကတော့ကိုကဗုဒ္ဓဘာသာဖြစ်လို့ဗုဒ္ဓဘာသာရဲ့အကျိုးစီးပွားကိုဆောင်ရွက်နေတယ်နော်ဘုန်းကြီးပီတနဲ့ဆောင်ရွက်နေတာနော်ဟိုမှာဒုတ်ဓာတ်တွေကင်ပြီးတော့ဘာသာရေးအဆောက်အဦတွေထဲမှာနော်ဇီဒီတွေအတင်းအာဓမ္မဝင်တည်တဲ့မဘာသာမျိုးတို့နော်ဘာသာရေးအဆောက်အဦတွေကိုဒါကငါတို့ဗုဒ္ဓဘာသာနိုင်ငံပဲဆိုပြီးတော့ဖြတ်စည်းနေတဲ့မဘာသာဆရာဦးစင်းတချို့လည်းရှိတယ်ဒါပေမဲ့အဲ့လိုဟာတွေဦးစင်းတို့မကြိုက်ပါဘူးနော်မဘာသာကြိုက်တယ်ဆိုရင်လည်းမဟုတ်တာလုပ်တဲ့ဘုန်းကြီးဆိုရင်ဦးစင်းတို့မကြိုက်ပါဘူးဆိုလိုချင်တာအဲ့ဒါပဲဆိုလိုချင်တာကတော့လူတိုင်းမှာကောင်းတဲ့ဘုန်းကြီးရှိတယ်မကောင်းတဲ့ဘုန်းကြီးအဖွဲ့အစည်းတိုင်းမှာကောင်းတဲ့လူရှိတယ်မကောင်းတဲ့လူရှိတယ်နော်အဲ့လိုဆိုလိုချင်တာကတော့အဲ့ဒါပဲဆိုတော့လူတယောက်မကောင်းတာလေးကြည့်ပြီးဒီတစ်ဖွဲ့လုံးကဒါပဲလို့ဆုံးဖြတ်ချက်မစောမိစေနဲ့အဲ့လိုဆိုလိုချင်တာကအဲ့တော့မကောင်းတဲ့အချက်တွေကဘာလဲဆိုဦးဇင်းတို့ဒီနိုင်ငံမှာမဖြစ်တဲ့ကိစ္စတွေပေါ့နော်ဘာတွေလဲဆိုတော့အဲ့ဒါကဦးဇင်းတို့ဒီနိုင်ငံမှာလူမျိုးစုပေါင်းများစွာနဲ့နေထိုင်တဲ့နိုင်ငံဖြစ်တယ်နော်လူမျိုးစုပေါင်းများစွာနဲ့နေထိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက်ဘာသာတရားမျိုးစုံနဲ့နေထိုင်တဲ့နိုင်ငံဖြစ်တဲ့အတွက်နော်ဖြစ်ပြီးသားဟာတွေကိုဦးဇင်းတို့ကတင်မုန်းချီနိုင်ရမယ့်စိတ်ရှိရမယ်နော်ဖြစ်ပြီးသားဟာတွေကိုတင်မုန်းချီနိုင်ရမယ့်စိတ်ရှိရှင်းလို့မရဘူးဥပမာအင်္ဂလိပ်ခေတ်ကနိုင်ငံရေးသမိုင်းထည့်ပြောမှရပဲပေါ့နော်အင်္ဂလိပ်ခေတ်ကဒီအင်္ဂလိပ်တွေကနော်သူတို့ရဲ့စစ်လက်နက်တွေသွယ်ဖို့စသည်ဖြင့်မို့လေလူမျိုးစုခဏများကိုဗမာနိုင်ငံနဲ့ဆွဲသွင်းနေတယ်ပေါ့ဥပမာဒါကဦးစင်းလူမျိုးခွဲခြားတဲ့စကားပြောနေတာမဟုတ်နော်ဒါသူ့ရဲ့သဘောတရားကိုပြောချင်တာဆိုလိုချင်တာဒီနေ့ကသဘောတရားကိုပြောချင်တာအမုန်းတရားတွေသိမ့်မများဘူးတော့ဦးဇင်းတို့ကဒီနေ့အဲ့အမုန်းတရားတွေသိမ့်မများစေခြင်းနဲ့စိတ်နဲ့ပြောတာတော့အင်္ဂလိပ်ခေတ်ကလူမျိုးကြားတွေမျိုးစုံနော်သူတို့ရဲ့ဒီစစ်တပ်ထဲမှာအသုံးချဖို့ပေါ့လေကိုလီအဖြစ်နဲ့ရောဒါပြောမှဆိုတော့ဒီမြို့မှာတန်ရှင်းလုပ်ဖို့အတွက်ရောပေါ့နော်စသည်ဖြင့်မှာလူမျိုးကြားတွေအများကြီးသူဆွတ်တင်ခဲ့တယ်သူတို့ရဲ့ empire လောက်ခံနိုင်ငံ
ဟိုအိန္ဒိယကနေအိန္ဒိယလူမျိုးတွေဗမာနိုင်ငံဆွဲသွင်းပြီးတော့ကူလီလောက်ခိုင်းတာလို့နော်ဦးဇင်းတို့ငယ်ကြားဘူးလားချီကျုံကလာချီကျုံတဲ့အဲ့လိုမျိုးနော်ဒါနှိမ်ပြောတာမဟုတ်ဘူးနော်အဲ့ချီကျုံတဲ့ဟာလောက်ခိုင်းတာစသည်ဖြင့်ဆွဲခေါ်လာခဲ့တယ်ဆွဲခေါ်လာပြီးတော့အဲ့ဒီပြဿနာဘာဖြစ်လာလဲဆိုတော့နောက်ပိုင်းသူတို့တွေဒီလွတ်လပ်ရေးကိစ္စလည်းပြီးရောဒီလူသူတို့ခေါ်မယ်မူလနိုင်ငံသားမဟုတ်တဲ့ဆွဲခေါ်လာတဲ့နိုင်ငံသားတွေကနိုင်ငံသားလက်မှတ်ကန်လိုက်တဲ့အတွက်ကိုသူတို့ကဘာဖြစ်လဲဆိုအဲ့နိုင်ငံသားတွေဖြစ်သွားတယ်ဒါပေမဲ့empire စတင်ချက်ထွင်တဲ့ကိစ္စတွေပြောမယ်ဆိုရင်တော့သူတို့ဟာအိန္ဒိယနဲ့လာတဲ့ပုံကိုယ်တွေပေါ့လေဆိုလိုချင်တာကတော့အဲ့တော့ဦးဇင်းတို့ဒီနိုင်ငံမှာဘာဖြစ်လဲဆိုအဲ့ဒါတွေဖြစ်နေတာပြောလို့တော့သူ့ရဲ့ဒီအမွေဆိုးကျိုးတွေပေါ့နော်ဆိုးကျိုးတွေခံနေတာပြီးခဲ့တဲ့အတိတ်သမိုင်းရဲ့ပြီးခဲ့တဲ့ဒီနိုင်ငံရေးသမိုင်းတွေကနေပြီးတော့နော်လူမျိုးစုအမုန်းတရားတွေစတင်ထည့်ခံရတယ်နော်လူတွေမရခင်ရောတောင်ပေါ်မှာခွဲမယ်မြေဘက်မဲ့ပြီးမယ်တောင်ပေါ်မပြီးဘူးအဲစသည်ဖြင့်ပေါ်လိဒါနိုင်ငံရေးတွေပြောနေတာတော့မဟုတ်ပါဘူးဆိုလို့ကျွန်တော်ဦးဇင်းတို့ကမေတ္တာပေါ့နော်ဒီဘာသာတရားရဲ့စိတ်ဓာတ်နဲ့ဘာသာတရားရဲ့ဆိုင်ရာစိတ်ဓာတ်နဲ့ဒီဘလို့ငြင်းချမ်းရေးကိုလုံမလဲဆိုတဲ့ကိစ္စကိုပြောနေတာပေါ့အဲ့တော့ဦးဇင်းတို့စီမှာအဲ့ဒီကိစ္စတွေရှင်းလို့မရတော့ဘူးเนาะဒါအင်္ဂလိပ်ငွေသေးတဲ့ကိစ္စတွေအဲ့လိုသူတို့ထည့်ပြီးတော့နိုင်ငံသားလက်မှတ်ပေးခဲ့တယ်လွတ်လပ်ရေးပေးပြီးနောက်ပိုင်းမှာအဲ့ဒီနိုင်ငံသားတွေကနိုင်ငံသားဖြစ်သွားတယ်ဒါကဘလို့မှဖြည့်ရှင်းလို့မရတော့ကိစ္စတွေเนาะအဲ့တော့ဖြည့်ရှင်းလို့မရတဲ့ကိစ္စတွေပေါ်မှာအမုန်းပွားနေလို့တော့ဦးဇင်းတို့ဘာထူးမလဲအမုန်းတရားပဲကြီးခဲ့ဥမာစသည်ဖြင့်ပေါ့လေဦးဇင်းတို့ဗမာတွေကမလဲဘူးလို့ပြောရမယ်ပေါ့နော်လဲသလိုလိုနဲ့နည်းနည်းအားသလိုဖြစ်နေဟိုးဗမာပေါ့နော်ဒါအမေရိကန်တို့ဘာလို့ဘက်မှာဆိုလို့ရှိရင်ဒါအင်္ဂလိပ်ရဲ့ empire ပဲပေါ့နော်အမေရိကန်ဟိုးတော့အင်္ဂလိပ် empire ပဲအဲ့တော့အင်္ဂလိပ်ရဲ့ empire လက်အောက်မှာအမေရိကန်ဆိုတာလူမျိုးစုပေါင်းစုံနေထိုင်တဲ့နိုင်ငံဖြစ်ခဲ့အောင်နော်အင်္ဂလိပ်မအုပ်ချုပ်ခင်နေရနော်အမေရိကန်အင်္ဂလိပ်မအုပ်ချုပ်ခင်နေရအမေရိကန်လူမျိုးစုပေါင်းစုံနေထိုင်တဲ့နိုင်ငံဖြစ်ခဲ့တယ်အဲ့တော့အမေရိကန်သမ္မတလင်ကွန်ကအဲ့ဒီချက်ကိုကောင်းအောင်သိတယ်ဆိုတော့အဲ့လိုလူမျိုးပေါင်းများဆိုလူမျိုးပေါင်း1600နိုင်တဲ့နိုင်ငံမှာလူမျိုးရေးဆွဲသွားထားလိုက်မယ်ဆိုရင်တော့ပြည်တွင်းစစ်ကပူကြီးသွားလိမ့်မယ်ဒါကိုသမ္မတလင်ကွန်ကကောင်းကောင်းသိတယ်ကောင်းကောင်းသိတော့ဘာဖြစ်လဲဆိုသမ္မတလင်ကွန်လက်ထက်မှာအဲ့ဒီမှာစပြီးတော့နော်လူမျိုးဆွဲတွေအဲ့ဒီမှာပါလဲဂျွန်စနစ်တွေပေါ့နော်ဂျွန်စနစ်တွေပါလေစသည်ဖြင့်အဲ့ဒါတွေသူအပြီးတိုင်းချုပ်ငင်းခဲ့လိုက်တယ်ဆိုလိုချင်တာကလူမျိုးပေါင်းစုံတဲ့နိုင်ငံမှာလူမျိုးဆွဲမရှိတဲ့ဘူးလို့ဦးဇင်းထင်တယ်ပေါ့နော်ဆိုတော့ဒီကနေ့ပြောမယ့်အားလည်းနည်းနည်းဟိုနိုင်ငံရေးဆန်တယ်ပေါ့ဒါမှနိုင်ငံရေးဆန်တာမဟုတ်ပါဘူးဘာလို့ဆိုတွေ့ရများတာများလာတော့ငြိမ်းချမ်းစေခြင်းနဲ့ဆန္ဒနဲ့ပြောတာပေါ့နော်ငြိမ်းချမ်းစေခြင်းနဲ့ဆန္ဒအဲ့တော့ဟိုတယောက်ထဲကနေပေါ့လူမျိုးစုဒီတစ်ခုတည်းကလုံးမယ်ဆိုလို့ရှိရင်တော့တခြားလူမျိုးစုတွေကဘယ်ရှိနေမလဲနော်သူတို့ကြတော့ကောင်းစားတယ်ငါတို့ကြတော့မကောင်းစားဘူးအဲ့လိုအဆွဲကြီးဝင်သွားတယ်အမုန်းတရားအာယုန်ကြီးကအများကြီးဝင်သွားတယ်ဆိုတော့ဘာဖြစ်လဲဆိုတော့ဒီပါပေါ့နော်အဲ့မှာလူမဲပြဿနာကြီးဖြစ်တယ်ပေါ့နော်ဒီအမေရိကန်ဒီမှာဒါပေမဲ့သမ္မတတွေကအရန်ပါတယ်နိုင်ငံကောင်းဆောင်တွေကအရန်ပါတဲ့အတွက်ဘာလုပ်လဲဆိုတော့သူတို့တွေကနေပြီးတော့ပေါ့နော်ဒီလူမဲကောင်းဆောင်တွေမူးထုတ်ပြီးတော့အဲ့ဒီပဋိပက္ခတွေအင်္ဂလိပ်ကမှွေခဲ့တဲ့နော်အမေရိကန်မှာအင်္ဂလိပ်မှွေခဲ့တဲ့ပဋိပက္ခတွေကိုသူတို့လူမျိုးရေးပေါင်းစုံတဲ့နော်နိုင်ငံသားပေါင်းစုံတဲ့အမေရိကန်မှာအဲ့ဒါတွေကရှင်းထုတ်ခဲ့တယ်ဆိုတော့ဦးဇင်းတို့ဒီနိုင်ငံမှာလည်းဒီလိုပဲတော့ကရင်ချင်းဗမာမရခိုင်ရှမ်းစသည်ဖြင့်လူမျိုးစုပေါင်းစုံနဲ့တည်ထောင်ထားတဲ့နိုင်ငံဖြစ်အဲ့တော့ဘယ်လိုခေါ်မလဲနိုင်ငံရေးမှာတချို့တွေကြတော့လေမွေးသားနိုင်ငံရေးကမှမွေးတတ်တာပေါ့နော်ဒီပြည်ပဘက်ကအရှိနိုင်ငံကလူတွေအများစုအဖြစ်ကဒီလိုခေါ်မလဲစီးပွားရေးလောကတွေကိုဝင်ရောက်လွယ်ကူဖို့အတွက်ကိုသူတို့နဲ့အချိုးမပြေတဲ့ဘယင်တွေရှိတာပဲဆိုရင်တော့ဘယင်ကအစဖြုတ်တာပေါ့နော်ပြောလို့ဒီနိုင်ငံတရားစားတော့သူတို့သဘောကျတယ်ဘောကျတဲ့ဘယင်နဲ့အစမပြေအဲ့ဘယင်ဖြုတ်မယ်အခုကဒီကနေ့ခေတ်ကျတော့ဘာဖြစ်လဲဆိုတော့ဒါသမ္မတဖြစ်ဆိုတော့လေသူတို့နဲ့ဗတ်မတူတဲ့လို့ဆိုလို့ရှိရင်ဘာကိုလဲစကြင်ဘက်နိုင်ငံရေးကောင်းဆောင်မွေးတက်တာပေါ့စုရစိတ်လေးပြီးပြီးတော့
စုတသိပ်လေးပြီးတော့နိုင်ငံကောင်းဆုံးမွေးတက်တယ်ဒါကအရှိနိုင်ငံသားတွေအရှိနိုင်ငံကြီးတွေလုပ်ထရှိအကျင့်ပဲအဲ့တော့အဲ့ဒါတွေကဘလို့ပါပါနဲ့ဖြစ်ရှင်းမယ်လို့အမေရိကန်နိုင်ငံလူမျိုးစုများစွာနေထိုင်တဲ့အမေရိကန်နိုင်ငံကိုနေယူရမယ်ဘာလို့လဲဆိုတော့အမေရိကန်ကြုံခံခိုင်းတာမဟုတ်ဘူးเนาะဆိုရင်တော့အမေရိကန်ကိုကြုံခံခိုင်းအမေရိကန်ငါတို့အမေရိကန်နိုင်ငံကိုကြုံခံနေတာမဟုတ်အဲ့လိုမျိုးပြောနေတာမဟုတ်လူမျိုးစုပေါင်းစုံနေထိုင်တဲ့အမေရိကန်နိုင်ငံသားကအင်္ဂလိပ်ကမှုရခဲ့တဲ့ဟာတွေသူတို့ကပလေးပြည့်ရှင်းနေတာဘာဖြစ်လဲဆိုတော့အင်္ဂလိပ်ကဘာဖြစ်လဲဆိုတော့လူငယ်တွေကိုအမေရိကန်နိုင်ငံတွေကိုတပုံကြီးဆွတ်သွင်းခဲ့တယ်နော်အင်္ဂလိပ်အင်ပါယာချက်တွင်တဲ့အချိန်မှာအမေရိကန်နိုင်ငံမှာဆိုတော့ဘာလဲဆိုတော့မာတင်လူသာကင်းတို့ပေါ့စသည်ဖြင့်ဒီအစိုးရရဲ့ဦးစအထင်ရပေါ့နော်အစိုးရပဲလူမဲကောင်းတော့ပြန်ယူပြီးတော့ဒီကိစ္စတွေကိုဖြေရှင်းပေးတယ်လို့ထင်တယ်ဆိုတော့အဲ့ဒီမှာဘာလဲဆိုတော့အင်္ဂလိပ်တွေမှုရခဲ့တဲ့အဲ့ဒီမျိုးတွေအမေရိကန်မှာမာတင်လူသာကင်းနဲ့စတယ်ပြည်ပြောခဲ့တယ်သမရတွေကပဲလူမျိုးမဲခွဲခြားရေးစနစ်တွေကိုခြုံငင်းပေးခဲ့လိုက်တယ်အမှန်တော့ဘလို့ခေါ်လဲနိုင်ငံရေးကောင်းဆောင်တွေပြန်မွေးတဲ့လူမဲကောင်းဆောင်တယောက်ပဲเนาะဒီရင်းနိုင်ငံရေးကောင်းဆောင်ကပြန်မွေးတဲ့လူမဲကောင်းဆောင်ပဲเนาะအဲ့ဒီလူမဲကောင်းဆောင်တွေကပဲပြည်တွင်းမှာဖြစ်တဲ့ပြဿနာတွေပြန်ရှင်းပေးလိုက်တယ်ဆိုလိုချင်တာသူများမှွေခဲ့တဲ့မျိုးကိုအချင်းချင်းပဲပြန်ပြီးတော့လုပ်ပလိုက်ရတယ်အခုလည်းအဲ့လိုပေါ့เนาะအခုလည်းအဲ့လိုပဲဒီနိုင်ငံမှာကငင်းမွေးလို့ရန်ကောင်းတယ်ဘာလို့လဲဆိုတော့လူမျိုးစုအများကြီးရှိတာပေါ့နော်လူမျိုးစုအများကြီးရှိတော့ဗမာနဲ့ရခိုင်နဲ့တွေ့ပြီးလိုက်ရှမ်းနဲ့ဗမာနဲ့တွေ့ပြီးလိုက်ဆိုတော့အဲ့လိုပေါ့နော်တွေ့ပြီးစရာတွေကကိစ္စအများကြီးရှိတယ်စသည်ဖြင့်ဗမာလူမျိုးကြီးဝါဒဆွဲလို့ဦးစင်းလို့ဆိုဗမာလူမျိုးကြီးသူတို့ပြောမှဗမာလူမျိုးကြီးဝါဒဆွဲဆိုတာသူတို့ပြောမှပဲကြားဘူးတော့ကိုတို့ကလူဘဝကဘယ်ခေါ်လဲတကယ်ချင်းနဲ့မှာခရစ်ယာန်လည်းရှိတာပဲเนาะမွတ်စလင်လည်းရှိတာပဲသူတို့ပြောမှကရင်လည်းရှိတာပဲရှမ်းလည်းရှိတာပဲသူတို့ပြောမှလူမျိုးကြီးဝါဒဆွဲဗမာတွေကလူမျိုးကြီးဝါဒဆွဲတယ်ဆိုရင်အဲ့ဒီဘယ်လိုပြောမလဲတချောင်းရိုက်ထဲလိုက်တယ်အဲ့လိုဆိုတော့မိုးဝါးတယ်ဗမာလူမျိုးတွေဆိုတာဗမာလူမျိုးကြီးဝါဒဆွဲရှိပါလားဆိုရင်တိုင်းသားတွေကိုအဲ့ဒီအထင်ကိုရိုက်ထည့်ပြလိုက်တယ်ဆိုလိုချင်တာအဲ့ဒါပဲဘလောက်ပဲသူတို့ပြီးပါကောင်ဘလောက်ပဲသွေးခွဲပြီးကိုအချင်းညီညွတ်နေဒါပြီးတဲ့ကိစ္စတွေနော်ဥပမာဆိုလိုချင်တာကအင်္ဂလိပ်ကလူမဲတွေထိုးထဲခဲ့လိုက်တယ်ဘာဖြစ်လဲနိုင်ငံရေးကောင်းဆောင်တွေကလူမဲတွေကိုပြန်ပြီးမွေးပြီးတော့သူတို့ပြောမဆိုတော့အချင်းချင်းပြန်တိတ်ပြီးလိုက်တာပေါ့နော်အချင်းချင်းပြန်တိတ်ပြီးတာလူမဲဟိုဘက်ကနိုင်ငံခြားအင်္ဂလန်ကောင်တွေကခနီမဝင်အင်ပါယာစနစ်နဲ့လူမဲခွဲခြားရေးစနစ်တွေကိုမိစားမှုထားပေးလိုက်တယ်ဒီကအတွင်းနဲ့ဒီနိုင်ငံသားအချင်းချင်းကပဲလူမဲကောင်းတော့ပြန်ပြီးတော့မွေးပြီးတော့ဘာဖြစ်လဲလူမဲခွဲခြားရေးစနစ်ကိုအပိသက်ချုပ်ငင်းပေးလိုက်တယ်ဆိုလိုချင်တာကလူမျိုးစုများတဲ့နိုင်ငံမှာနော်တွေးခွဲစနစ်တွေးခွဲစကားတွေတိတ်မပြောဖို့လိုတယ်နော်တွေးခွဲစကားတွေအရင်ပြောရင်အမုန်းတရားတွေအရင်များလာတာနဲ့မထူးပါဘူးဆိုလိုချင်တာကဘလုံးမရှင်းလို့မရတဲ့ကိစ္စတွေကိုဘာဖြစ်လဲဆိုတော့ဘလို့မှရှင်းလို့မရတဲ့ဒီလူမျိုးရေးဘယ်လိုခေါ်မလဲဘောနော်ရိုဟင်ဂျာတို့ပါစသည်ဖြင့်ဒီနိုင်ငံမှာမပြီးပြတ်နိုင်တဲ့ကိစ္စတွေဘုံရှိတယ်ပေါ့နော်ရိုဟင်ဂျာကိစ္စတို့စသည်ဖြင့်ပေါ့လေမွတ်စလင်ရခိုင်မွတ်စလင်ဗမာရေးခင်းတွေတပုံကြီးဖြစ်ခဲ့တယ်အဲ့ဒါဘာကြောင့်လဲဆိုတော့အမုန်းတရားတွေကပြည်တွင်းစစ်ကိုဘလို့မှနော်ပြည်တွင်းစစ်တွေကိုဘလို့မှရှင်းမပေးနိုင်ဘူးဆိုလိုချင်တာကဘလောက်ပဲပြည်ပကမီးမွေကိုအချင်းချင်းကိုကောင်းဆောင်ချင်းစီးလုံးနေဆိုလို့ရှိရင်ဘာမှဖြစ်စရာမရှိဘူးဗမာတယောက်တည်းစောက်ကင်ထားပို့စိတ်မကူးရဘူးငါတို့ဒီနိုင်ငံမှာတိုင်းရင်းသားလူမျိုးစုပေါင်းစုံနဲ့နေထိုင်တယ်ဘာဖြစ်လဲတိုင်းရင်းသားလူမျိုးစုကောင်းဆောင်တွေအရာပေးအရေးသွင်းရမယ်နော်ဘယ်လိုပြောမလဲငါတယောက်တည်းအပေါ်စီးကနေအကုန်လုံးလုပ်ဖို့မတွေးသင့်ဘူးလို့ထင်တယ်ပေါ့နော်ဒါဘယ်သူမှရည်ညွှန်းတော့မဟုတ်ဘူးဒါဦးစင်းထင်ဦးစင်းတို့ကသူတို့တော့ဦးစင်းမကြိုက်တဲ့ဟာတွေအဲ့ဒါတွေပေါ့နော်တွေးခွဲစကားပြောလို့မကြိုက်ဘူးနော်ဒါရှင်းပဲတွေးခွဲစကားပြောဦးစင်းမကြိုက်ဘူးဆိုတော့ကျွန်တော်အဲ့ဒါပဲဆိုတော့ဒီပြည်တွင်းကလူတွေဦးစင်းတို့ဒါပြည်တွင်းမှာဆိုပြည်သူပြောလို့ပါပဲနော်အကုန်လုံးပြည်သူတွေပဲဒီနိုင်ငံသားတွေပဲဆိုတော့အဲ့ဒါတွေကိုဖြည့်ရှင်းဖို့ကလည်း
လူမျိုးစုနိုင်ငံရေးခေါင်းဆောင်တွေကိုဦးစားပေးတတ်ဖို့လိုတယ်နော်ကိုအပေါ်ကနေတယောက်တည်းလုပ်ချင်တာလို့အဆင်မပြေဘူးနော်ဆိုတော့လူမျိုးရေးခေါင်းဆောင်တွေကိုဦးစားပေးဖို့လိုတယ်ဆိုလိုချင်တာကဥပမာပေါ့လူပြိုလူမဲတန်းတူညီမျှဖြစ်လာပြီဆို level 2လာရင်လူမဲကိုလည်းဦးစားပေးရတော့မယ်ဘာလို့ဦးစားပေးရမလဲဆိုတော့အဲ့ဒါကိုအတင်းသွားဖြစ်ပြဿနာပူကြီးလာတယ်သဘောပေါက်လားဒီမှာတန်းတူဖြစ်လာတဲ့လူဦးရေတစ်ခုအတင်းအပေါ်ကနေပြန်ဖိနှိပ်လို့မရဘူးအတင်းအပေါ်ကနေဖိနှိပ်တဲ့အခါကျတော့ဘာဖြစ်လဲဆိုပြဿနာပူကြီးလာတယ်အဲ့တော့သူတို့ကိုတန်းတူပေးရမယ်ဆိုလိုချင်တာကအဲ့ဒါပဲတိုင်းရင်းသားတွေတပုံကြီးဖြစ်လာပြီနော်တိုင်းရင်းသားတွေတပုံကြီးဖြစ်လာတယ်သူတို့ကိုတန်းတူအုပ်ချုပ်ခွင့်ပေးရမယ်ဆိုလိုချင်တာ liberal တွေ democracy တွေဥစဉ်ဘာမှမပြောဘူးနော်ဆိုလိုချင်တာကအဲ့ဒါပဲဒီသူတို့ဟာငါတို့နိုင်ငံသားတယောက်ဖြစ်ပါလားဆိုတဲ့အထင်နဲ့သူတို့ကိုလည်းပဲအစိုးရအဖွဲ့အစည်းမှာအကုန်လုံးပေးရမယ်ပြောချင်တာကတော့ဒီနိုင်ငံမှာက democracy စနစ်ကတပါတီတရားကအုပ်ချုပ်မဲ့အစားလူမျိုးစုလူမျိုးကောင်းဆောင်အစုံအုပ်ချုပ်တဲ့စနစ်ကပိုကောင်းတယ်နော်ဒါဆိုပြည်တွင်းစစ်ဆိုတာကလည်းရှိလာတဲ့အကြောင်းမရှိဘူးအခုကဘာဖြစ်လဲဆိုတော့လူမျိုးစုကအာကြီးတဲ့အတွက်လူမျိုးစုတွေပဲနိုင်ငံရေးတိုင်းဝင်ထဲမှာပြန်ဝင်လာတယ်ဆိုတော့အောက်လောက်ကလူနည်းစုတိုင်းလာတွေမကျေနပ်ဘူးဘာလို့ဆိုတော့လူမျိုးစုသူကအဲ့ဒါကိုကြည့်ပြီးလူမျိုးရေးဝါဒပြောလို့သူဘာလို့လူအဲ့ဒီဗမာလူမျိုးကများရင်ဗမာလူမျိုးကပဲဗမာလူမျိုးများတဲ့နေမီကပဲခေါင်းဆောင်ဖြစ်လာတာပဲလေဆိုတော့ရှမ်းလူမျိုးများရင်ရှမ်းလူမျိုးကြီးဝါဒဖြစ်မှာပဲဗမာလူမျိုးများတော့ဗမာလူမျိုးကြီးဝါဒဖြစ်တာလူမျိုးကြီးဝါဒဆိုတာဝါဒဆွဲတာမဟုတ်ပါဘူးเนาะပြောလို့အကုန်လုံးတန်းတူတရားဆောက်ပြီးဗမာနိုင်ငံမှာကွက်ပြီးစကိုင်းတိုင်းမှာကွက်ပြီးမန္တလေးတိုင်းမှာကွက်ပြီးတရားဆောက်ပြီးနေတာမျိုးမဟုတ်တာเนาะရှေ့အဆက်ဆက်ကလည်းအကုန်လုံးတရားတွေလိုက်ဆောက်ပြီးနေတာပဲဆိုတော့ဝါဒဆွဲတာရှိခဲ့မယ်ဆိုရင်เนาะကိုဒီဗမာနိုင်ငံပဲကွက်ပြီးတရားဆောက်မှာပေါ့เนาะပြည့်စင်ကြီးဗမာနိုင်ငံပဲကွက်ပြီးပေးနေမှာပေါ့ဆိုလိုချင်တာဗမာနိုင်ငံဆိုတော့ဗမာနိုင်ငံသားတွေခံနေမှနေတိုင်းလောက်ပဲပြီးမှာပေါ့ဆိုလိုချင်တာအဲ့ဒါဘာပြောချင်လဲဆိုတော့လူဒန်းစားတွေလူမျိုးရေးအများကြီးတဲ့နိုင်ငံတစ်ခုမှာဘယ်လိုခေါ်မလဲလူမျိုးကြီးတစ်ခုကပဲလူမျိုးစုတစ်ခုကပဲဆိုးစနစ်ကို run နေတယ်ဆိုလို့ရှိရင်ဒါကတရားသွေးခွဲရတယ်အပြင်ဘက်ကလူကဘာဖြစ်လို့ပြန်တိုက်ပြီးတော့သဘောပေါက်လားမသိဘူးအချင်းချင်းပြန်တိုက်ပြီးအဲ့ဒါကိုနားမလဲတဲ့ဒီပေါ့နော်ပြောမှဆိုတော့စာဖတ်အားနေတဲ့ပုဂ္ဂိုလ်ကြီးကြောတော့ဒါသူများပြောရင်ယော်လိုက်တာဟုတ်တယ်သူတို့ကြီးပဲလုပ်နေကြတာငါတို့ကြတော့လုပ်ပိုင်လို့မရှိဘူးအဲ့ဒါကိုဝင်လာပြီးဘာဖြစ်လဲလက်နဲ့တွေကင်ကြတယ်ဖြစ်ချင်ပြောနေတာကတော့ဘာလဲဆိုတော့တိုင်းသားခေါင်းဆောင်ကြီးတွေ public focus အရင်ကြီးတဲ့သူတွေဦးစားပေးတတ်ဖို့လိုတယ်ပြောနေတာသဘောပေါက်လားကချင်မှာ public focus ဘယ်သူအားကြီးလဲအဲ့ဒီခေါင်းဆောင်နိုင်ငံရေးဆွတ်ထည့်ရမယ်နော်ကချင်လူမျိုးတွေကဘယ်သူ့ကိုပို့ပြီးတော့အာကိုအားထားရှိတယ်အဲ့ဒီအာကိုအားထားရှိတဲ့ပုံနိုင်ငံရေးသမားတွေကလက်တွဲခေါ်ပြီးတော့နိုင်ငံရေးလုပ်တဲ့ရမယ်ဒါမှသာလေတိုင်းသားတွေအမုန်းတရားတွေကုန်တော့ဒီဥစ္စာနဲ့ပြန်ဖြေရှင်းမှမရမယ်သဘောပေါက်လားမသိလူပြိုလူမဲပြဿနာအကြီးမှလာနေဆိုရင်ကချင်နဲ့ရခိုင်စစ်တဲ့တယ်မလားကချင်ကခေါင်းဆောင်တွေကိုနော်ဘယ်လိုပြောမလဲပခုံးဖက်ပြီးအုပ်ချုပ်နိုင်တဲ့စိတ်ထားမွေးရမယ်သဘောပေါက်လားမသိအဲ့ဒါကိုပြောချင်တာဘယ်လိုပြောမလဲဒီလူပြိုလူမဲပြဿနာအကြီးလာတယ်မဟုတ်လားလူမဲကောင်းဆောင်မွေးပြီးတော့လူမဲတွေနဲ့လူပြိုတွေနဲ့တင်းညက်ရေးတရားပြဖို့ဒါဆိုလို့ရှိရင်လူပြိုလူမဲပြဿနာချုပ်နေရတယ်သူ့လူမျိုးခေါ်တဲ့တရားကသူတို့လူမျိုးတွေကဒါအကောင်းဆုံးဖြစ်နေတာလေဟုတ်တယ်မလားသူပြောကလူပြိုတရားကလူမဲတွေကိုငင်းချင်းတရားလောက်ပဲလူမဲတွေပဲလက်ခံမယ်သူ့လူမျိုးကောင်းသွားဖို့သူလာပြောနေတာပဲသူကလူမဲပြောမှာပေါ့ဟုတ်တယ်မလားဆိုတော့လူမဲကိုနိုင်ငံရေးသမားကဝေးပြီးတော့လူမဲတွေကိုလူပြိုနဲ့ပြန်ပြီးတော့တင်းညက်ဖို့တရားဟောတယ်ဆိုရင်တော့ဒါလူမဲအားလုံးကလက်ခံတယ်လေဆိုလို့ကျွန်တော်အဲ့ဒါပဲနိုင်ငံရေး public focus အားကြီးတဲ့ခေါင်းဆောင်တွေကိုလက်တွဲတက်ဖို့လိုတယ်နိုင်ငံရေး public blog လည်းကောင်းကချင်မှာဆိုလို့ရှိရင်လည်းကချင်ခေါင်းဆောင်တွေနဲ့ကချင်လူမျိုးတွေအားကိုးအားထားတယ်ယုံကြည်မှုရှိတဲ့ public focus အားကြီးတဲ့လူစားလူမျိုးစုခေါင်းဆောင်တွေကိုလက်တွဲပြီးတော့နိုင်ငံရေးတွဲလုပ်ဖို့လိုတယ်ကရင်ဆိုလဲကရင်မှာ public focus အားကြီးတဲ့ဥမာစောပါဦးတို့လိုနော်ကရင်ခေါင်းဆောင်တွေဆိုရင်လည်းအဲ့ဒီစောပါဦးတို့လိုကရင်ခေါင်းဆောင်ကြီးတွေနဲ့နိုင်ငံရေးလို့ခေါ်မယ်အုပ်ချုပ်ရေးချမ်းတရားမှာထည့်ပြီးသုံးတတ်ဖို့လိုတယ်အဲ့ဒါမျိုးဆိုလို့ရှိရင်အဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီလိုမှာငါတယောက်တည်းအပေါ်စီကနေ
ကြိုက်တယ်လို့လုပ်မယ်ဆိုရင်တော့ဘယ်အောက်ကလူကဘယ်ခံတော့မလဲဓာတ်တူပါလဲခွင့်တူညီမြဝါရဖြူစင်တဲ့မြေလို့သာပါဇက်ကပြောပြီးတော့လက်ကကာယလုပ်နေပြီးတော့ဒီနိုင်ငံမှာဘလို့မှငြိမ်းချမ်းရေးရဖို့တော့မလွယ်ဘူးเนาะပြောချင်တာကဒါပဲဘာလဲဆိုတော့ခွင့်တူညီမြရှိဖို့လိုတယ်မြတ်စွာဘုရားရှင်ဟောတာရှင်းရှင်းလေးဒါနဘာကြောင့်လုပ်ခိုင်းတာလဲဒါနဘာကြောင့်လုပ်ခိုင်းတာလဲဆိုတော့ကိုယ်မှရှိနေလို့ရှိရင်ကိုတယောက်တည်းရှိနေတဲ့ကမရှိတဲ့သူတွေကခိုးလာမယ်လုလာမယ်ရမ်းလာမယ်အဲ့တော့ဘာဖြစ်လဲ sharing လုပ်ပေးရတယ် sharing လုပ်ပေးတဲ့အတွက်အခွင့်ဘယ်လိုခေါ်မလဲအခွင့်အလမ်းတွေအားလုံးညီမျှသွားတဲ့အတွက်ဘယ်သူမှဘယ်လိုခေါ်မလဲတခိုးလဲပိုးစရာအကြောင်းမရှိဘူးเนาะကိုယ်မှတရားရှိရင်30လောက်ကမရှိစင်းရသားတွေလှူမယ်ဆိုရင်เนาะမရှိစင်းရသားတွေကအသက်ရှူချက်အတမွေးမှုကျက်လာတဲ့အခါကျရင်တခိုးဓမြဆိုတော့ပေါ်လာစရာအကြောင်းမရှိတော့ဆိုလိုချင်တာငါတယောက်ကြီးပဲကိုယ့်ဖို့ဘယ်လိုခေါ်မလဲမတွေးတတ်ရအောင်အကုန်လုံးမျှပဲမယ်ဗမာနိုင်ငံမှာဘာဖြစ်နေလဲဆိုတော့လေသိမလားဘယ်လိုခေါ်လဲမြတ်စွာဘုရားပြောတဲ့ဒါနကိုနားလည်မှုလွဲနေကြတယ်နော်မေတ္တာနဲ့ရှင်တဲ့ဒါနဖြစ်ဖို့လိုတယ်နော်မေတ္တာနဲ့ရှင်တဲ့ဒါနဆိုတော့ဘာပြောလဲဆိုတော့ငါတယောက်ကြီးပဲအစာရှိတယ်မဟုတ်ဘူးเนาะသူ့မှာလည်းအစာရှိတယ်သူ့မှာလည်းအစာရှိတရိษံအစာရှိတယ်เนาะအစာရတတော်တိုင်းမှာရှိနေတာအဲ့တော့ငါတယောက်ကြီးပဲစားမယ်ဆိုရင်ဒါဘာဖြစ်လဲဆိုတော့လောဘကြီးရကြတယ်လောဘကြီးရကြမျှပြီးတဲ့အတွက်ဘာဖြစ်လဲခုနပြောသလိုပေါ့ဘယ်လိုခေါ်မလဲလူဆိုတာကသူတယောက်ဘယ်လိုခေါ်မလဲတခြားလူကအရန်ကိုနော်ချမ်းသာတယ်ဆိုရင်မချမ်းသာတဲ့လူကမချမ်းသာတဲ့လူကြည့်ပြီးတော့အိတ်တာမရှိရဆိုဖြစ်ကြတာသူကဘာလဲဆိုတော့မျှဝေခံစားတတ်တဲ့စိတ်တရှိတာဟိုတခါဆရာတော်တမတော်ကြီးတွေဖြစ်မှာအကုန်လုံးပြည့်နေတဲ့သူတွေကိုအတင်းဖိစွတ်ပြီးတော့ဒီမှာလောင်းတတ်တာကဘာမှလူဒါအရန်မှပုဂ္ဂိုလ်တွေကိုမလူရောက်ဘူးစဉ်ပြောနေတာမဟုတ်တော့ဆိုလိုချင်တာကဒီဘောကလည်းအနေမြထားတတ်တဲ့စိတ်ထားရှိဖို့စဉ်ပြောချင်တာပေါ့နော်အနေမြထားတတ်တဲ့စိတ်ထားရှိတာဘာလဲဆိုမေတ္တာနဲ့မျှပေးကမျှဝေခြင်းဖြစ်ရမယ်ရယူလို့ခြင်းနဲ့စိတ်နဲ့အခုရဟန်းတော်တွေကိုဘာဖြစ်လို့စုပုံပြီးတော့သွားပြီးတော့လှူကြလဲဆိုတော့နောက်ဘက်မှာရဟန်းတော်လူဝင်ဘာဖြစ်လဲဘာဒီအကျိုးတွေအများကြီးအကြီးရမယ်ဆိုရယ်ညှို့လေးချက်နဲ့သွားလှူကြတယ်ဒီဥစ္စာကြောင့်ဆိုလိုချင်တာကဘာလဲဆိုတော့ဘာဝနာနဲ့ရှင်တဲ့ဒါနတစ်ခုပြုလိုက်တယ်ပါအဲ့ဒီဒါနအရင်အကြီးပါတယ်နော်တမထနဲ့ရှင်တဲ့ဒါနတစ်ခုပြုမယ်ဝိပဿနာနဲ့ရှင်တဲ့ဒါနတစ်ခုပြုမယ်ဝိပဿနာနဲ့ရှင်တဲ့ဒါနကြတော့ဘသူ့ကိုပဲဒါနပြုအလူကံပုဂ္ဂိုလ်လည်းမမြဲဘူးအလူပေးပုဂ္ဂိုလ်လည်းမမြဲဘူးဆိုတော့အဲ့ဒီစိတ်ရဘာဖြစ်လဲဆိုတော့ဒါကဘယ်လိုပြောမလဲဒါအင်ကြီးတယ်ပေါ့နော်ပြောလို့ရှိရင်တော့အလောင်းတော်တွေဖျားလောင်းတော်တွေကြည့်ကြည့်ပါနော်ကိုလုံးကဘယ်လိုခေါ်မလဲပရမတ္ထဒါနတစ်ခုဖြစ်ဖို့ဆိုတာကအတူကံပုဂ္ဂိုလ်ထက်ဆိုင်အတူပေးပုဂ္ဂိုလ်ရဲ့စိတ်ထောက်ကယောနိတော်မနတိကာရအရေးကြီးကြောင်းဒါထားရတာဆရာတွေကလည်းပြောထားတာဖြစ်တယ်နော်လူကံပုဂ္ဂိုလ်ဆိုတာကလူကံပုဂ္ဂိုလ်ကအကျိုးကြီးမအောင်ပဲလုပ်တယ်ဒါပေမဲ့အလူကံပုဂ္ဂိုလ်ကောင်းတယ်ဘယ်လောက်တွေ့နေပါလဲကိုယ်စိတ်တက်ကတိမ်ငယ်နေမယ်ဆိုလို့ရှိရင်ဒါကဘယ်လိုခေါ်မလဲမကောင်းဘူးပေါ့နော်တစ်ဖက်ကလူနေတယ်တစ်ဖက်ကအားကြီးပေမဲ့တစ်ဖက်ကလူနေဆိုလိုချင်တာကတော့သူတို့မျှဝေခံစားတတ်တဲ့စိတ်တရှိဖို့လိုတယ်မျှဝေခံစားတတ်တဲ့စိတ်တမရှိရင်ဘာဖြစ်လဲဆိုတော့လူကြမှာပဲဒါဒီစကားရှင်းနေတာပဲနော်လူကြမှာပဲမျှဝေခံစားတတ်တဲ့စိတ်တရှိရင်ဘယ်သူမှလည်းတခိုးရင်မရှိဘူးဘယ်သူမှလည်းတို့ကုန်မလဲလူကြမှာမဟုတ်ဘူးဆိုလိုချင်တာကတော့ဒါပါပဲသူအမုန်းတရားတွေလုပ်ဖို့ပြောဖို့မသိတော့ဘူးပေါ့နော်ဥမာတခြားလူတွေကတို့ခေါ်မယ်ငင်းချမ်းရုပ်ဘလူးတိဆောက်ရတဲ့ဒါတွေကိုပြင်သင်ခန်းစာယူရမှာပေါ့နော်ဥမာလူမဲတွေကိုဖြစ်လို့ငါတို့လူပြူတွေကငါတို့တခင်မျိုးဟိတို့မှာဆိုပြီးတော့တောထားလုံးလို့ရတော့ဟိုကပုံဆိုးမှာပါငါတို့တသက်နှိမ်ပြောတာလို့ဆိုပြီးတော့ပြဿနာတွေပုံကြီးလာတယ်နော်အဲဆိုအားလုံးကဒီနိုင်ငံသားဖြစ်တယ်ဆိုတော့ဒီနိုင်ငံသားအမြင်နဲ့တွားမှာပိုအဆင်ပြေလိမ့်မယ်ဒီနိုင်ငံသားအမြင်နဲ့မတွားဘူးဆိုရင်ရှင်းတဲ့နာတော့ရှင်းမှာပေါ့နော်ရှင်းတဲ့နာဆိုတော့ဘယ်လိုပြောမလဲထပ်ပြီးတော့ဒီလူမျိုးပဋိပက္ခအားကောင်းစေတဲ့အကြောင်းတရားတွေအကုန်လုံးရှင်းထုတ်ပြဖို့လိုတယ်နော်ရှင်းထုတ်ဖို့ဆိုတာဥစဉ်တက်ခိုင်းတာမဟုတ်ဘူးဥစဉ်စကားတွေမှာတက်ခိုင်းတာတကူမှမပေါ့ရှင်းထုတ်ပြဖို့ဆိုတာဥပမာပေါ့
ထပ်ပြီးတော့ခိုးဝင်လာမဲ့ပုံကိုယ်တွေကိုဟိုကဦးဇင်းတို့ဒါပြောချင်တာအခုဒီမှာကဒါကခိုးဝင်ကိစ္စနဲ့ပတ်သက်ပြီးဦးဇင်းပြောချင်တာပါလဲဆိုတော့အရင်အစိုးရတွေကပေါ့နော်အရင်အစိုးရတွေကလာဘကောက်နိုင်နှင်းခဲ့မယ်ဆိုတော့ခုလောက်ရှိပြောပြီးနိုင်ငံသားလက်မှတ်ကင်တဲ့လူမျိုးကြားတွေများလာစရာအကြောင်းမရှိဘူးဘယ်သူမှဦးဇင်းအပြစ်မပြောဘူးနော်အရင်အစိုးရတွေကလာဘကောက်ပေါ်မှာအုပ်ချုပ်မှုနိုင်နှင်းခဲ့မယ်ဆိုရင်နော်ဒီမြန်မာဘောမလဲနိုင်ငံကိုခိုးဝင်လာတယ်ပြီးတော့မှဒီမှာလက်စားဖြတ်စားတွေကဟိုးတုံးနဲ့ရှိခဲ့တာကိုအဲဆိုလာဘကောက်ပတ်စံပြီးမယ်ဘာဖြစ်လဲနိုင်ငံသားမှတ်ပုံတွေရမယ်ဆိုတော့စီစစ်မှုအားကတောင်ကောင်းခဲ့တယ်လားဒီဥစ္စာတွေကဘလို့ဖြစ်ပြီးတိုးလာတယ်နော်ဘလို့ခေါ်မလဲဒါတွေကဘလို့ပြောမလို့အုတ်ချုပ်ရေးချမ်းတရားကမှန်ခဲ့မယ်ဆိုလို့ရှိရင်ဒီဥစ္စာတွေအရင်မများလာစရာအကြောင်းမရှိဘူးဘယ်သူမှပြစ်မတင်နဲ့နော်ဘယ်သူမှပြစ်မတင်နဲ့အပင်ကလေးဘလို့ခေါ်မလဲကလားအမိုင်ဘလို့ခေါ်မလဲပတိပခစိတ်တက်တွေပေါ့နော်ဒီကောင်တွေကဒါငါတို့ကပါလဲလူမျိုးပါလဲမျိုးပါသာတော်လားကို့မျိုးကိုချရမယ်တခြားနိုင်ငံလူတွေတော့တခြားနိုင်ငံကခိုးဝင်နေတယ်ငါတို့ဂရုစိုက်စရာမလိုဘူးလို့ပြောလို့မရဘူးလေဟိုကမှတ်ပုံနဲ့ကင်ထားတဲ့ပုံကိုလေမှတ်ပုံနဲ့ကင်ထားပြီးနိုင်ငံသားဖြစ်သွားတဲ့ပုံကိုလေကိုကအစာကြီးကအဆုံးကြီးရတာတချို့တော့ဘလို့ခေါ်မလဲမမကိုအပြစ်မြင်ရမှာပေါ့နော်ဒါဒီကိစ္စတွေအကြောင်းမြတ်စွာဘုရားပြောတဲ့စကားနဲ့ပြောအကြောင်းမကောင်းလို့အကျိုးမကောင်းဖြစ်လာတာနော်ဟိုးတုံးတွေကသာဒီလောက်ဝကတွေကိုအစိုးရတွေကသာတေချက်မဆက်နဲ့စစ်ဆေးခဲ့တယ်ဆိုလို့ရှိရင်ဒီလိုခိုးဝင်အင်အားစုပြဿနာတွေကဖြစ်လာကြအကြောင်းမရှိတော့ဘူးဟိုလူနဲ့ရန်တိုက်ဟိုလူနဲ့ဘယ်လိုခေါ်မလဲဒီဥစ္စာကသူတို့တွေကတော့နော်ကလားတွေအားပေးလို့နော်ကလားတွေအားပေးလို့အဲ့ဒီအရာတွေဖြစ်လာကြအကြောင်းမရှိတော့ဘူးဆိုတော့ကိုပြစ်တယ်ပါပဲနော်ငါတို့အရင်အစိုးရတွေမကောင်းခဲ့လို့ဒီလိုနိုင်ငံသားဘယ်လိုခေါ်မလဲခိုးဝင်နိုင်ငံသားလို့ပဲပြောမှာနော်ဘယ်လိုပြောမလဲဒါလည်းရန်တိုက်ပြီးတဲ့စကားမဟုတ်ဘူးဗမာနိုင်ငံ empire sorry ဒီစကားပြောရင်လည်းပြဿနာများအောင်မယ်နော်ဆိုတော့ဟိုးရှေ့ရေဘင်းမင်းတွေလက်ထက်တုန်းကစတင်နေတာကဒီဘယ်လိုပြောမလဲဒါတော့ဘယ်လိုခေါ်ဘင်္ဂလီတွေပေါ့ရိုဟင်ဂျာလူမျိုးစုတွေကဟိုးဒီဘင်္ဂလားဒေ့ရှ်မှာပဲရှိခဲ့တာဘင်္ဂလားဒေ့ရှ်မှာပဲရှိခဲ့တယ်အင်္ဂလိပ်တွေဆွဲခေါ်တာတမျိုးဟိုးဒီမဆာလာတို့နော်ဗိုလ်ချုပ်နေမှုလို့လက်ထက်တုန်းကဒီလဝကတွေပုံမှာမနိုင်နှင်းခဲ့တဲ့ကိစ္စတွေကနေပြီးတော့အမှတခါလေပတ်စံနဲ့ဝယ်တဲ့မှတ်ပုံတွေကြိုက်ဆောင်သူတွေပေါ့နော်ဘယ်လိုပြောမလဲပတ်စံပြီးမှတ်ပုံတွေထုတ်တဲ့ဟာတွေပေါ့နော်ပတ်စံမှတ်တဲ့သူတွေကိုပတ်စံပြီးမှတ်ပုံတွေထုတ်တဲ့ဟာတွေကြောင့်အဲ့လိုမျိုးစုပြဿနာတွေအများများလာရတယ်နော်ဆိုလိုချင်တာကအကြောင်းကိုရှာတတ်ဖို့လိုအကြောင်းကိုမရှာဘဲနဲ့ပြစ္ဆုတ်ပံလောက်ပဲကြည့်ပြီးဒီပုဂ္ဂိုလ်ကြီးများလာလို့ဘာဖြစ်တယ်ကလားဘာဖြစ်တယ်ဘုရားဘာသာတော့ကိုယ်တော့မှာပဲဆိုတော့ဘုရားဘာသာမကိုယ်ကျင်လို့ရှင်းလေးအစောကြီးတွေကနိုင်ငံအစောကြီးတွေကဘုန်းကြီးတွေကပေါ့ဘုန်းကြီးတွေနဲ့မဆိုင်ဘူးနိုင်ငံခေါင်းဆောင်တွေအစိုးရဒီလောက်အကောက်ကြက်မနဲ့လုတ်ခဲ့တယ်ဆိုရင်တော့ဒါဘာမှပြောစရာအကြောင်းမရှိဘူးဆိုလိုချင်တော့ကတော့ဒါပဲအခုဖြစ်နေတဲ့ပြဿနာဘောင်းစုံကြီးစဉ်းစားကြည့်လိုက်တော့အကြောင်းရှာကြည့်လိုက်ဘယ်လိုခေါ်မလဲငါတို့ဟာလူမျိုးရေးဘယ်လိုခေါ်မလဲတခြားလူမျိုးရေးခေါင်းဆောင်တွေနဲ့နော်တန်းတူအခွင့်အရေးငါတို့မှပေးခြင်းစိတ်ရှိလားအဲ့ဒါမွေးရမှာပေါ့နော်ဆိုကျွန်တော်ခုနလိုပေါ့မာတင်လူသာကင်းတို့လိုလူမဲကောင်းဆောင်တွေအများကြီးမိုးထုတ်ပြီးလို့ဒါမှသာလေပြောမယ်ဆိုရင်တော့လူမျိုးကောင်းဆောင်တွေတပုံကြီးရှိတဲ့အုပ်ချုပ်ရေးစနစ်ကျန်းတရားကိုတော့မှငြိမ်းချမ်းရေးဆိုတာဖြစ်လာဖို့အရေးကြီးတယ်လို့ပြောနေတာပေါ့နော်လူမျိုးကောင်းဆောင်တွေကိုထည့်ပြီးတော့လက်တွဲပြီးတော့အုပ်ချုပ်ရေးစနစ်ကသာလေငြိမ်းချမ်းရေးရဖို့ဗမာနိုင်ငံမှာငြိမ်းချမ်းရေးရဖို့ပို့ပြီးတော့အလားအလာကောင်းနိုင်တယ်ဆိုတဲ့အကြောင်းကိုပြောချင်တာနော်ဆိုလို့အဲ့ဒါဆိုလို့ရှိရင်အားလုံးကကိုယ့်အတွက်ပဲကိုမကြည့်ပဲနဲ့နိုင်ငံအတွက်ဆိုတဲ့စိတ်နဲ့နေတာခေါ
ခေါင်းဆောင်လုပ်ကြမယ်ဆိုရင်တော့ဒါရှင်းနေတာပဲဦးဇင်းတို့နိုင်ငံရေးတွေလည်းအများကြီးမသိပါဘူးကိုသိတဲ့ဟာတွေတော့ခုရှင်းပြောပြပါတော့လူကျင်တာကတော့တယောက်တည်းသွားလို့လူမျိုးစုတစ်ခုတည်းကခေါင်းဆောင်လုပ်ပြီးသွားလို့6လူမျိုးစုကတော့ဘယ်ချိန်နဲ့မလဲနော်ဘယ်ချိန်နဲ့မချိန်နဲ့ဘူးဆိုလို့ကျင်တာကတော့ဟိုမှာရခိုင်မှာဆိုထုံးမြန်လာတာပါလားမသိဘူးသူ့နာမည်တော့ဦးဇင်းမသိပါဘူးရခိုင်လူမျိုးခေါင်းဆောင်နေတယ်လူမျိုးခေါင်းဆောင်တွေကိုတွဲပြီးတော့နိုင်ငံရေးတွေမှာတွဲပြီးတော့အုပ်ချုပ်ရေးတရားမှာထည့်ပြီးတော့သုံးဖို့လုပ်တယ်ဒီတိုင်းတော့မရဘူးနော်ဟိုတယောက်တည်းအပေါ်ကနေတယောက်တည်းလုပ်မယ်ဆိုတော့အောက်ကတခြားလူမျိုးရေးသမားတွေကအကုန်လုံးပြင်နေမှာပေါ့ပြောချင်တာရှင်းလေးပါပဲပဋိပက္ခတွေဘာကြောင့်ဖြစ်လဲဆိုပဋိပက္ခအကြောင်းရှာတတ်ဖို့လို့ပဲပေါ့အဲ့ဒါကိုငါလုပ်ချင်တယ်ပဲငါဥစားပေးမယ်ဆိုရင်တော့ပဋိပက္ခတော့ကြီးမားလာဖို့ပဲရှိတယ်ဆိုတဲ့အကြောင်းကိုပြောချင်တာပေါ့နော်ဒါအဲ့ဒါတလောက်ပါပဲနော်အားလုံးနားထောင်ကြည့်တဲ့